Why? What is this? Water. Huh? Water. Water. ကိုလွန်ဘိုတိရိလင်္ကာနိုင်ငံရဲ့မြို့တော်တစ်ခုဖြစ်ပြီးတော့ရှေးအောင်အမွေနဲ့စုစည်းရာဂန်ဂါယာမာယာကနေကိုလွန်ဘိုရဲ့အထင်ကရ Lotus Tower အထိကျွန်တော်နဲ့တူဒီ blog လေးမှာတူကြည့်လိုက်ရအောင်ဆိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အမေရိကန်နဲ့ကိုလွန်ဘိုစပြီးတော့ထွက်ပြီပေါ့နော်ဆိုတော့မရီကတော့ဒီအမေရိကန်မှာဒီနားမှာရှိတဲ့ဒါကမ်းခြေအကုန်လုံးပေါ့နော်လဲခဲ့ပြီးပြီဆိုတော့ဒီနေ့ကိုလွန်ဘိုသွားမယ်ပေါ့နော်ကိုလွန်ဘိုကတော့အစားတော့ skip လုပ်ထားတာဒါပေမဲ့အချိန်လေးနည်းနည်းရတော့သူ့ဒီသီရိလင်္ကာရဲ့မြို့တော်လေးဖြစ်တော့ကိုလွန်ဘိုမှာကျွန်တော်တို့လဲစရာရှိတဲ့နေရာလေးတွေနောက်ပြီးတော့သူတို့ရဲ့အဲဒီမြို့ရဲ့ဒီနေထိုင်မှုပုံစံလေးတွေပေါ့နော်တစ်ချက်တော့ကျွန်တော်တို့ရှောက်ကြည့်မယ်ပေါ့ပြီးရင်အဲဒီနားမှာရှိတဲ့အစားအသောက်တွေစားပြီးတော့တရက်တော့မဟုတ်ပေါ့ half day လောက်ပဲနေ့တစ်ပိုင်းလောက်ပဲမနေ့ပြန်မနေ့ကျွန်တော်တို့ပြန်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ဆိုတော့အခုကျွန်တော်တို့ကိုလံဘိုစပြီးတော့ထွက်လာပြီပါနော်စားတော့ကိုလံဘို skip လုပ်ထားတာမလဲတော့ဘူးကိုလံဘိုကျတော့ဒီကျွန်တော်တို့ဘယ်လိုပြောရမလဲကြော်သွားတာပေါ့နော်စားရောက်တဲ့နေ့ကလည်းကိုလံဘိုကြော်ပြီးတော့ကန်တီကိုတန်းပြီးသွားတာဘာလို့ဆိုတော့အရှိဒီနေရာတွေအရှိကနေရာတွေကျွန်တော်သွားခဲ့တဲ့ဒီကန်တီတို့နောက်ပြီးတော့ဒီစီဂရီယာအေလာပြီးတော့မယ်ရီဆာပေါ့နော်နောက်ဆုံးလည်းပဲခဲ့တာတော့မယ်ရီဆာမှာအဓိကအချိန်ပိုထွက်သွားတာပေါ့နော်မယ်ရီဆာကဒီနေတစ်ပိုင်းနဲ့တောင်ပြီးသွားတယ်နေတစ်ပိုင်းတကယ်လို့မပြီးဘူးသွားရနေရရှိတယ်ဆိုရင်တော့ကိုလံဘောသွားပြမှာမဟုတ်ဒါပေမဲ့မယ်ရီဆာကမထင်တော့ဘူးပေါ့နော်ဒီခဏလေးဒီနေတစ်ပိုင်းလေးနဲ့ပြီးသွားတယ်ပြီးသွားတော့အချိန်လေးပိုထွက်လာတော့ဒီနေ့တစ်ရက်ကအမေရိကန်မှာမနေတော့ဘဲနဲ့ကိုလံဘိုသွားဖို့ဆုံးဖြတ်လိုက်တာပေါ့နော်ကိုလံဘိုကလည်းသူတို့ရဲ့ဒီသီရိလင်္ကာမြို့တော်လည်းဖြစ်တော့ဒီမြို့တော်ကြီးတစ်ခုလုံးဟိုမလဲပတ်နိုင်တော့နည်းနည်းအဓိကကျတဲ့နေရာလေးတွေလဲမဲဆိုပြီးတော့ plan ချလိုက်တာပေါ့အဲ့တော့ဟိုတယ်လည်းပြန်ပို့ရတယ်လက်ရှိဒီအမေရိကန်မှာတဲတဲ့ဟိုတယ်ကလည်း2ရက်စာတဲထားတာ1ရက်ပဲတဲပြီးပြန်ထွက်လာတာပေါ့နော်ဆိုတော့ plan တော့လို့ဖြစ်သွားတာပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကိုလံဘိုကိုပြန်ပြီးတော့လေပတ်မှာပေါ့နော်ဘာတွေမြင်ရမလဲဆိုတာကိုရောက်မှပဲကျွန်တော်လည်းသိရမှာဆိုတော့ကိုလံဘိုကတော့အဓိကတော့မြို့တော်ဖြစ်တဲ့အတွက်ကြည့်ရတာပေါ့တေချာတော့မသိသေးဘူးဘယ်လိုမျိုးဘာတွေတွေ့ရအောင်မလဲတော့ကိုရောက်မှပဲကြည့်ရမယ်ကိုလံဘိုဆိုတော့သီရိလင်္ကာလာခဲ့တဲ့အချိန်တွေထဲမှာတကယ်အဓိကနေရာတွေကအေလာတို့နောက်ပြီးတော့ဒီစီဂရီယာတို့အဲ့နှစ်နေရာတော့အဓိကပိုကြမယ်လို့တော့ထင်တယ်ပေါ့နော်အခုဒီကိုလံဘိုကဟိုတယ်တစ်ခုပေါ့နော်ကျွန်တော်စပြီးတော့ရောက်ပြီးဒါပေမဲ့ဟိုတယ်က2နာရီမှ check in ဝင်မှာဆိုတော့အခုနည်းနည်းလေးစောနေသေးတာဆိုတော့ကျွန်တော်ဒီကနေနောက်ထပ်ဆိုတာ lunch တစ်ခုသွားစားမယ်ပေါ့နော် lunch စားပြီးသွားလို့ရှိရင်တော့ဟိုတယ် check in ဝင်မယ်ဝင်ပြီးသွားရင်ကျွန်တော်ဒီအနီးနားတို့ရဲ့ဒီကိုလံဘိုမှာလဲတင်းတဲ့နေရာလေးပေါ့နော်ကျွန်တော်ဆက်ပြီးတော့သွားမယ်ဆိုတော့ညာဒီလိုတော့လောလောဆယ်တော့ပုံမှန်ပါပဲအရင်ကြီးလည်းမပူအရင်ကြီးလည်းမေးပေါ့နော်ဒီမိုးလေးတော့နည်းနည်းလေးအုပ်ချင်တယ်ဆိုတော့ကိုလံဘိုကဒါပြောမှဆိုရင်သီရိလင်္ကာနိုင်ငံမြို့တော်ပေါ့နော်သူရဲ့မြို့တော်ဆိုတဲ့အတိုင်းလုံးဝအဆောက်အဦတွေကတော့ထပ်မြင့်အဆောက်အဦတွေရှိတယ်နောက်ပြီးတော့ဒီ shopping mall တွေ shopping center တွေတကယ်ကိုပေါ့နော်လုံးဝဒီအိန္ဒိယဆိုရင်ဒီမွန်ဘိုင်းတို့ဒေလီတို့အဲ့လိုမျိုးပုံစံမျိုးဆန်တယ်ပေါ့နော်တော်တော်လေးကိုတိုးတက်တယ်ဒီမျိုးဒီကိုလံဘိုမြို့ပါပေါ့နော်ဆိုတော့ဒါလေးတွေမြင်တွေ့ခဲ့ရတာပေါ့ဒီမှာတော့အခုလောလောဆယ်ကျွန်တော်တို့ဒါနေ့လည်တော့စားမယ်ပေါ့နော်နေ့လည်စားပြီးတော့မှပြန်လာပြီးဒီဟိုတယ်ကိုပြန်လာမယ်ဟိုတယ်လာပြီးတော့မှကျွန်တော် check in ဝင်ပြီးတော့ခဏနားပြီးတော့မှထွက်မယ်ပေါ့နော်လောလောဆယ်ကတော့ဒီလောက်ပဲလမ်းသွားစားလိုက်အောင်မယ်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဘယ်ဆိုင်နေမှာကျွန်တော်စားမယ်ဆိုတာဆိုတော့ကျွန်တော်တော့ဒီကိုရောက်ချင်းပဲဘယ်ရောက်ပေါ့နော်တိုးကတော့ဒါမဖြစ်မနေပေါ့နော်လုံးဝစီးတယ်ဒီသူတို့အေလာတို့စီဂရီယာတို့မှာလည်းဒါတိုးပဲစီးရတာပေါ့နော်ဒီမှာလည်းကျွန်တော်တိုးပဲစီးရတိုက်စီပိုင်းငါမနေတော့ဒီတိုးနဲ့ဒါပြောမှဆိုရင်သူတို့ရဲ့တကယ်သီရိလင်္ကာရဲ့တကယ်အငွေတက်ကိုတိုးစီးပြီးတော့တိုးပေါ့ခံစားလို့ရတယ်ပေါ့နော်ဆိုတော့အခုစပြီးတော့သွားနေပြီဒါဘေးမှာကျွန်တော်ဒီစောစောပြောတဲ့ Lotus Tower ပေါ့နော်ဒီ
သီရိလင်္ကာနိုင်ငံကိုလံဘိုရဲ့ထင်ကြီးတာဝါတစ်ခုပေါ့နော်ဆိုတော့ပြီးရင်တော့အဲ့ကိုသွားမယ်လို့ဆိုတော့နေ့လည်စာရင်စားအောင်မယ်ပေါ့နော်တာဝါကြီးကတော့ဟီးနေတယ်အမြင်ကျွန်တော်အခုစားဆိုင်ရောက်ပြီပေါ့နော်စားဆိုင်ရောက်တော့ဒီကကိုက Thank you တို့ရိုက်ပေးပါ Okay. ဟုတ်ကဲ့တို့ရိုက်ပေးပါဆိုတော့ thank you တော့သူဗီဒီယိုရိုက်ပေးပါတဲ့ဗီဒီယိုရိုက်ပေးပါဆိုတော့ရိုက်ပေးလိုက်ပါလေကျွန်တော်တို့အခုဒီမှာနေ့ရက်စာစားမယ်ပေါ့နော်ဆိုင်နာမည်က We Air Family 2019ဖွင့်တာတဲ့လေဆိုတော့ဒီဆိုင်လေးကဒါကိုလံဘိုမြို့ရဲ့ hot pot ဆိုင်တစ်ဆိုင်ပေါ့နော်ဈေးလဲတက်တာတယ်လို့ရေးထားလို့ပေါ့နော်လာစားတာပေါ့ဆိုတော့တခြားဒီမှာ hot pot လေးစားခြင်းနဲ့နောက်ပြီးတော့ဒီဈေးတက်တာလေးလည်းရှာရဲဆိုရင်ဒီ We Air Family ကတော့တင့်တော်မယ်ထင်တယ်ပေါ့နော်ဒါကျွန်တော်တယောက်တည်းအမြင်ပါဆိုတော့ဒီလိုသီရိလင်္ကာရောက်လို့ကိုလံဘိုရောက်တယ်ဆိုရင်သူတို့ရဲ့ local အစားအစာကိုအဆင်မပြေလို့မစားနိုင်ဘူးဆိုရင်တရုတ်ဆိုင်တွေကရှာမယ်ဆိုရင်ဒီ We Air Family ကအဆင်ပြေတယ်ပေါ့နော် hot pot ဆိုင်နောက်ပြီးတော့ဒီမှာအရင်ကဒီလို hot pot ကိုဒီလို sushi ပုံစံလေးရွေးရတဲ့ပုံစံမျိုးတစ်ခါမှမတွေ့ခဲ့ဘူးပေါ့နော်ဒါဒီရောက်မှပထမဆုံးတွေ့တာဆိုတော့ဆိုင်လေးကတန့်လို့တန့်တယ်နောက်ပြီးတော့ဒီက local တွေလည်းလာစားတယ်လို့တရုတ်လူမျိုးတွေလည်းလာစားကြတယ်ပေါ့နော်ဒီဟာရောက်လာအများကြီးပဲဆွဲတော့မနေ့ကဘာမှမစားဘူးခုအမဲသားတွေစက်သားတွေခောက်ဆွဲတွေနောက်ပြီးတော့ဒီအပေါ်ကလည်းရွေးချင်တာရွေးလို့ရတယ်အစိုးဒီဇိုင်းဆိုတော့အခုဒါ We Air Family မှာနေ့လည်စာစားပြီးတော့ထွက်လာပြီပေါ့နော်ဈေးနှုန်းကတော့အရင်အများကြီးလည်းမဟုတ်နေလည်းမဟုတ်ပေါ့နော်အသင့်တလောက်ပဲရှိတယ်ဆိုတော့ဒီမှာ local food တွေကိုစားဖို့အဆင်မပြေတဲ့သူတွေပေါ့နော်လာလည်ပြီးတော့ဒီမှာလာပြီးတော့စားလို့ရတယ်ပေါ့နော် Chinese ဒီ hot pot နဲ့တွဲပြီးတော့ဖွင့်ထားတာပါဆိုတော့အနောက်က meeting ပေါ့နော်ဆိုတော့အခုဒီမှာအပြင်မှာပေါ့နော်ဒီနေရာနဲ့အနီးဆုံးဘာရှိလဲဆိုရင်ဒီကိုလံဘိုရဲ့ဒီ Independence Square ပေါ့နော်ဒီ Independence Square ကသူတို့ဒီဗြိတိရှတွေစီကနေလွတ်လပ်ရေးရသွားပြီးတော့အဲ့လွတ်လပ်ရေးရတဲ့အထိမ့်မှတ်နေနဲ့တိဆောက်ထားတာပေါ့နော်ဟိုဘက်နားလေးမှာကျွန်တော်အဲ့ကိုသွားလိုက်အောင်မယ်ပေါ့နော်နီးနားနားလေးဖြစ်တယ်လမ်းလေးကျုံနေဆိုတော့အဲ့ဒီအဆောက်အဦကဒါသီရိလင်္ကာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်ဖြစ်တယ်ပေါ့နော်ကန်ဒီယန်ကင်းတန်းရဲ့ဒါဘီသူကလက်ရာတွေအခြေခံပြီးတော့စောက်ထားတယ်လို့တော့သိရတယ်ပေါ့နော်ဆိုတော့သူတို့တွေလည်း1900လွတ်လပ်ရေးရတာ1948ခုနှစ်ပေါ့နော်1948ခုနှစ်မှာလွတ်လပ်ရေးရတယ်ကျွန်တော်တို့မြန်မာနိုင်ငံကကြတော့1948ခုနှစ်ကိုမှဇန်နဝါရီမှာလွတ်လပ်ရေးရတယ်ပေါ့နော်သူတို့ကကြတော့1948ခုနှစ်ကိုမှဖေဖော်ဝါရီမှာလွတ်လပ်ရေးရပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါ general knowledge အနေနဲ့သိထားဖို့ပေါ့နော်ဆိုတော့အရှင်းမှာဒါသူတို့ရဲ့ Independence Square ပေါ့နော်ဆိုတော့ဒါနောက်မှာဒါကိုလံဘိုပေါ့နော်သီရိလင်္ကာနိုင်ငံကိုလံဘိုရဲ့ဒီ Independence Square ပေါ့နော်ကျွန်တော်စောစောပြောခဲ့သလိုပဲဒါသူတို့ဗြိတိရှတွေစီကနေလွတ်လပ်ရေးရပြီးတော့လွတ်လပ်ရေးရတဲ့အထိမ့်မှတ်အနေနဲ့တိစောက်ခဲ့တဲ့ဒါအဆောက်အဦကြီးပေါ့နော်1948ခုနှစ်မှာဒါလွတ်လပ်ရေးရသွားပြီးတော့လွတ်လပ်ရေးရတဲ့အထိမ့်မှတ်အနေနဲ့တိစောက်ထားခဲ့ခြင်းဖြစ်တယ်ပေါ့နော်ဒီအဆောက်အဦကဆိုတော့ဒီကိုလာလို့ရှိရင်ဘာတွေ့ရလဲဆို Lotus Tower ကြီးလည်းတွေ့နေရတယ်ဟုတ်ဒီနေရာပြောမယ်ဆိုရင်တော့ view point တစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အထဲထဲဝင်ကြည့်လိုက်အောင်မယ်အပေါ်တက်သွားတော့ကျွန်တော်ဒီ blog ရိုက်တယ်ပေါ့နော် blog ရိုက်တော့ဓာတ်ပုံရိုက်လို့ရတယ်ဗီဒီယိုရိုက်လို့မရဘူးပေါ့နော်ဗီဒီယိုရိုက်လို့မရတော့မရိုက်တော့ပဲနဲ့ဒီအထဲထဲမှာသူ့ရဲ့ဒီဘီသူခလက်ရာတွေဘီသူခလက်ရာဆိုတာဒါဘသူ့အခြေခံထားရလဲဆိုရင်ဒီသီရိလင်္ကာနိုင်ငံရဲ့ဒီကန်ဒီယန်ကင်းတန်းရဲ့ပေါ့နော်ဒါနောက်ဆုံးမင်းဆက်ရဲ့လက်ရာလို့တော့ပြောတယ်ပေါ့နော်အဲ့ဒီသူထူးဆစ်ခဲ့တဲ့ဒီဘီသူခလက်ရာတွေထဲထဲမှာဒါကြည့်ခဲ့တယ်ပေါ့နော်ဘာတွေကိုထူးဆစ်ထားတာလဲဆိုရင်ဒီကျွန်တော်တို့ဖျားဒီမှာဆိုရင်ကျွန်တော်ဖျားသမိုင်းလေးတွေကိုကျွန်တော်တို့ပကြီးတွေနဲ့ဒီနေရာမှာရေးထားတယ်ပေါ့နော်အမြင့်နေရာတွေမှာရေးထားတဲ့ဟာကိုသူကကြတော့ကိုယ်တိုင်အဲ့ဒီပကြီးကိုထုစစ်ထားတယ်လို့ပဲဒီဖျားသမိုင်းနောက်ပြီးတော့ဒီဘရင်တွေရဲ့သမိုင်းအဲ့လိုသမိုင်းကြောင်းတွေကိုဟိုဒီပကြီးကားမဟုတ်ပဲနဲ့တကယ်လက်ရမြောက်ပုံစံမျိုးထုစစ်ထားတယ်လို့ပေါ့နော်အထဲထဲမှာတော့တွေ့ရတယ်ပေါ့နော်ဒါကသူ့ရဲ့နောက်ဆုံးမင်းဆက်ရဲ့ဒီပြည်သူကလက်ရပေါ့နော်ဒီထဲမှာဒါသမိုင်းဝင်ဒါထားတဲ့ပုံစံမျိုးအကြောင်းမို့လားတော့မသိဘူးဘလော့ရိုက်ခွင့်မပေးဘူးဒီတိုင်းဓာတ်ပုံတော့ရိုက်လို့ရတယ်ပေါ့နော်ဓာတ်ပုံမှာရိုက်ခဲ့လိုက်တယ်ဆိုတော့အခုအပေါ်ကိုကြည့်ပြီးတော့ကျွန်တော်ပြန်ဆင်းလာပြီပေါ့နော်ပြန်ဆင်းလာအခုကျွန်တော်တို့
ဟိုတယ်ကိုသွားမယ်ဟိုတယ်သွားပြီးတော့ check in ဝင်မယ်နော်ဝင်ပြီးရင်နားမယ်နားပြီးရင်ဒီမှာဘယ်နေရာတွေလဲပက်ရအောင်နဲ့တစ်ချက်ကြည့်မယ်ပေါ့နော်ကြည့်ပြီးတော့ရင်ထပ်သွားမယ်ဆိုတော့အခုဟိုတယ်ကိုပြန်ပြီးတော့ check in ဝင်ဆိုတော့အခုလောဆယ်နားလိုက်မှာပေါ့နော်နားပြီးသွားရင်နောက်တဲ့နေရာတွေကြံနေတဲ့အရာဆက်သွားမယ်ပေါ့နော်ကိုလမ်ဘိုမြို့ဒီနေ့တညက်နေပဲရတော့တာပေါ့နော်တညက်နေပြီးမနေ့ပြန်မနက်ကပြန်တော့မှာဆိုတော့အကုန်လုံးလေပတ်ဆရာရှိတဲ့နေရာတွေအကုန်လုံးတော့လေပတ်နိုင်မှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဓိကကြားတဲ့နေရာတွေကိုလေပတ်မယ်ပေါ့နော်လေပတ်ပြီးသွားလို့ရှိရင်တို့ရဲ့ဒီမှာရှိတဲ့ environment တွေနောက်ပြီးတော့တို့ရဲ့ street food တို့တို့ရဲ့အစားအစာတွေကိုကျွန်တော် explore လုပ်သွားမယ်ပေါ့နော်ဆိုတော့လောဆယ်တော့ခဏနားလိုက်အောင်မယ် Hello အခုကျွန်တော်ကန်ကာရာမာယာတမ်ဘယ်ကိုစပြီးတော့သွားတော့မယ်ပေါ့နော်ဆိုတော့အခုကျွန်တော်သီရိလင်္ကာနိုင်ငံရဲ့သမိုင်းဝင်ထင်ရှားတဲ့ဗုဒ္ဓဘာသာကျောင်းတစ်ခုဖြစ်တဲ့ကန်ကာရာမာယာဘုရားကျောင်းပေါ့နော်ဗုဒ္ဓဘာသာဘုရားကျောင်းရှေ့ကိုရောက်နေပါတော့ဒီဘုရားကျောင်းလေးကိုဝင်ပြီးတော့ကျွန်တော်အထဲမှာဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေကိုနောက်ပြီးတော့ဘယ်လိုတွေသူတို့ဒီပိဋကတွေနဲ့တိစောက်ထားလဲအထဲထဲမှာဘာတွေရှိမလဲဆိုတော့ကျွန်တော်ချက်လောက်ကြည့်လိုက်အောင်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်ဒီဘုရားကျောင်းထဲထဲမှာပေါ့နော်ဝင်ပြီးတော့ကြည့်တော့ဘာတွေ့ရလဲဆိုရင်ဒါပြောမယ်ဆိုရင်ဒီဗုဒ္ဓရုပ်ဘွားတော်တွေနောက်ပြီးတော့စင်စွယ်တွေရှေးဟောင်းအမွေနှစ်တွေပေါ့နော်ရှေးဟောင်းအမွေနှစ်တွေနောက်ပြီးတော့ရှေးဟောင်းစင်းနုတော်တွေနဲ့ဒါအရင်ကဆရာတော်ကြီးတွေရဲ့ပုံတော်တွေကိုထားထားတာတွေ့ရတယ်ပေါ့နော်အဲအကြောင်းမလို့ဒီဂန်ကာယာမာယာဒီဗုဒ္ဓဘာသာဘုရားကျောင်းကဒါသီရိလင်္ကာနိုင်ငံရဲ့ဒါသမိုင်းဝင်ထင်ရှားတဲ့ဘုရားကျောင်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဘုရားကျောင်းကိုဒါသီရိလင်္ကာနိုင်ငံရဲ့ထိုင်းရဲ့အိန္ဒိယရဲ့တရုတ်ရဲ့ပေါင်းဆက်ပြီးတော့မှဒါတိဆောက်ထားတာပေါ့နော်အထဲထဲမှာဒါသူတို့ရဲ့ဒါပေါင်းဆက်ဖန်တီးထားတဲ့ပိဋကလက်ရာတွေနောက်ပြီးတော့စင်းနုတော်တွေအများကြီးဒီထဲမှာတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးလည်းတက်ပယ်တယ်နောက်ပြီးတော့စင်စွယ်တွေရှိမယ်အများကြီးပေါ့နော်ဒီထဲမှာပေါင်းဆက်ဖန်တီးထားတဲ့ဒါနိုင်ငံတကာလှူဒန်းထားတဲ့ဒါနောက်ပြီးတော့ရှေးဟောင်းအမွေနှစ်တွေတောင်ရှိရပေါ့နော်ဒါပြောမယ်ဆိုရင်ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုထက်ပိုတဲ့ဒါယဉ်ကျေးမှုနဲ့ဆိုင်တဲ့ဒီအမွေနှစ်တွေအများကြီးဒီထဲမှာဒါတွေ့ရတယ်ပေါ့နော်ဆိုတော့အထက်ချက်လောက်ဝင်ကြည့်လိုက်အောင်ပါဘာတွေထပ်ပြီးတွေ့ရအောင်မလဲမသိဘူးဒါဆိုရင်လည်းဒီတိုင်းပဲပေါ့နော်ဒီထဲမှာဆိုရင်ပို့ပြီးတော့ရှေးအကြဆုံးပေါ့နော်စင်းတုတွေနောက်ပြီးတော့ဒီပကြီကားဗုဒ္ဓပကြီကားရုပ်ပွားတော်တွေနဲ့နောက်ပြီးတော့ဒီမှာကင်မရာတွေလည်းရှိသေးတယ်နာရီရောဆိုတော့အရန်ကိုရှေးကြပြီးတော့ဘယ်လိုပြောရမလဲအရင်သမိုင်းအရင်ကသုံးခဲ့တဲ့ဒီကင်မရာတွေပေါ့နော်လုံးဝရှေးကြပါတယ်ဆိုတော့ဒီအမွေနှစ်တွေပဲဒီထဲမှာထည့်ထားတာပေါ့နော်ဆိုတော့ဒီမှာဆိုရင်လည်းဒါခြေဆွဲတော်လားတော့မပြောတတ်ဆွဲတော်လားတစ်ခုပဲပေါ့နော်ဆိုတော့ဒီထဲမှာအများကြီးပဲပေါ့နော်ဗုဒ္ဓဘာသာနဲ့ဆိုင်နေနောက်ပြီးတော့ဟိုဒီဘယ်လိုပြောရမလဲပကံနေနောက်ပြီးတော့ကျွေကပ်ပကံနေရစားပါတော့အကုန်လုံးဒီထဲမှာတနေရာထဲမှာစုစည်းပြီးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လာလေပတ်ရုံသားမကပါเนาะဒီနိုင်ငံလက်ခရီးသွားလာလေအများကြီးတွေကိုလာရောက်ကြည့်ရှုကြတာများတယ်ပေါ့เนาะဟောဆိုတော့ဒီမှာတီဟိုကျွန်းနဲ့မဟာစီရီတော်ကြီးရဲ့တသိန်းကျော်တန်စိန်ဖူးနဲ့ပဒံများကလပ်ပုံနဲ့ဆိုတော့ကျွန်တော်တို့မြန်မာဘာသာစကားနဲ့ရေးထားတဲ့ဒီစင်တုဒီစိန်ဖူးတော်တောင်ရှိတယ်ပေါ့เนาะကျွန်တော်ပြမယ်ဒါအတွင်းထဲမှာဘုရားကျောင်းတစ်ခုထက်ပိုတဲ့ဒီရှေးဟောင်းအမွေနှစ်တွေအများကြီးကိုမြင်တွေ့ရတယ်ပေါ့နော်ရှေးဟောင်းအမွေနှစ်ကောင်မှလုံးဝတကယ်ကိုရှေးကြတဲ့ဒီစင်းတုတော်တွေနောက်ပြီးတော့စောစောမြင်တွေ့ခဲ့ရတဲ့ကင်မရာတွေနာရီတွေအစအထဲထဲမှာထည့်ထားတာပေါ့နော်တော်တော်လေးကိုရှေးတော်တော်လေးကိုတမိုင်းဝင်တဲ့ဘုရားကျောင်းတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်နိုင်ငံလည်း၄နိုင်ငံပေါင်းပြီးတော့ဒီဖះเจ้าကိုဒါပြောမယ်ဆိုရင်ပေါင်းဆက်ပြီးတော့ဖန်တီးထားတာပေါ့နော်ဒီသူတို့ရဲ့ပိဋကလက်ရာတွေနဲ့ဆိုတော့
အရင်လာကျွန်းနေပါတယ်ဒီနေရာပေါ့နော်ဒါစောစောအတိုင်းပဲပေါ့နော်ဒါရှေးရင်ကသုံးတယ်ဒီ gas မီးချစ်တွေကစဒီမှာရှိတယ်ပေါ့နော်နိုင်တွေနောက်ပြီးတော့ဒီလက်ဝတ်ရတနာပုံစံလေးတွေ fancy ပုံစံမျိုးလေးတွေပေါ့နော်ဒီထဲမှာထည့်ထားတယ်နောက်ပြီးတော့ရှေးဟောင်းသုံးတဲ့ဒီဖန်ခွက်လေးတွေရောပေါ့နော်အဲ့ဒါလေးတွေကစမြင်ရတယ်ဟောဒီမှာဆိုရင်လည်းဒါရှေးဟောင်းကားတွေပေါ့နော်ရှေးဟောင်းကားတွေအများကြီးတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ဒီကားနံပါတ်တော့မသိဘူးပေါ့နော်ဒီမှာဆိုရင်မာစီးတဲ့ဒါကိုမီတော့ပေါ့နော်မာစီးတဲ့ရှိမယ်ဒါရှေးဟောင်းကားတွေကစဒီထဲမှာသူတို့ဒါပြောမယ်ဆိုရင်ထားတာပေါ့နော်ဆိုတော့မြင်တဲ့အတိုင်းပါပဲဒါဒီထဲမှာလည်းဒါစောစောလိုမျိုးပဲပေါ့နော်တနေရာနဲ့တနေရာတော့မတူဘူးပေါ့နော်ဆိုတော့ဒီထဲမှာလည်းတကယ်ကိုရှေးအကြဆုံးပေါ့နော်ဗုဒ္ဓဆင်းတုတော်တွေကိုတေချာလေးကိုဒီထဲမှာပြောမယ်ဆိုရင်တမိုင်းဝင်နေနဲ့ထားတာပေါ့နော်တနေရာထဲမှာစူးစီးပြီးတော့ဒီဗုဒ္ဓရုပ်ပွားတော်တွေနောက်ပြီးတော့ရှေးအရန်ကြတဲ့ဒီပန်ကားတွေအောင်ရှိတယ်ပေါ့နော်နောက်ပြီးတော့ရွှေထင်းကားတွေလည်းရှိတယ်နိုင်တွေနောက်ပြီးတော့ဒီပကံတွေအများကြီးပါပဲဒီထဲမှာတော်တော်လေးကိုဒါရှေးဟောင်းအမွေနှစ်တွေအများကြီးဒီတံပယ်ထဲမှာဒီဘုရားကျောင်းထဲမှာအားလုံးစုစည်းပြီးတော့ထားတာပေါ့နော်အဲအကြောင်းမို့လဲသီရိလင်္ကာနိုင်ငံရဲ့ဒါသမိုင်းဝင်ထင်ရှားတဲ့ဒါဘုရားကျောင်းတစ်ခုပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီအပြင်ထွက်လာရင်လည်းပေါ့နော်ဒါပြောမယ်ဆိုရင်ကမ္ဘာပေါ်မှာအသေးဆုံးဒီဗုဒ္ဓဆင်းတုတော်တစ်ခုပေါ့နော်အဲ့ဒါကိုဒီကြည့်ဖို့မှန်မလူးနဲ့တောင်ပေးထားရတယ်ပေါ့နော်ဒါပြောမယ်ဆိုရင်ရှေးဟောင်းဆင်းတုတော်တစ်ခုပေါ့နော်ဒါပြောမယ်ဆိုရင်အသေးဆုံးလို့တော့ဒါသတ်မှတ်ထားတဲ့ဒီဆင်းတုလည်းဒီထဲမှာရှိတယ်ပေါ့နော်ဒါပြောမယ်ဆိုရင်တော့အထဲထဲမှာစောစောဝင်ကြည့်ရခဲ့ရတဲ့လောက်ကတော့ဒါအကုန်ပဲပေါ့နော်ဆိုတော့ဒီဖះเจ้าရဲ့အဓိကထူးခြားချက်ကတော့ဆိုတော့ပြောခဲ့သလိုပဲပေါ့နော်နိုင်ငံ၄နိုင်ငံကပေါင်းပြီးတော့ပေါင်းဆက်ဖန်တီးပြီးတော့ဒီပိတုကလက်ရတွေနဲ့ဒါဆင်းတုတွေကိုအထဲထဲမှာဒါသမိုင်းဝင်အနေနဲ့ထားတာပေါ့နော်သီရိလင်္ကာနိုင်ငံကိုလံဘိုရောက်လို့ရှိရင်ဗုဒ္ဓဘာသာတယောက်အနေနဲ့လာရောက်ဖူးမြော်တင်တယ်ပေါ့နော်အထဲထဲမှာဆင်းတုတွေအများကြီးဆင်းတုထဲမှာလုံးဝရှေးကြတဲ့ဆင်းတုတွေကိုဒီထဲမှာထည့်ထားတာပေါ့နော်တော်တော်လေးကိုလာရဂျိုနဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့နောက်ပြီးတော့ဒီကဘာလက်ခရီးသွားတွေလည်းအများကြီးလာရောက်ဖူးမြော်တာကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါပဲပေါ့နော်ဆိုတော့နောက်တဲ့နေရာကိုသွားဖို့အတွက်ကျွန်တော်တို့အခုသွားမယ်ပေါ့နော်မိုးလဲရွာတော့မှာဆိုတော့အခုဒီဖေဗုဒ္ဓဒီကံကာယာမာယာဖះเจ้าကတော့ဒါဒီလောက်ပဲပေါ့နော်ဆိုတော့နောက်တဲ့နေရာကျွန်တော်ဆက်ပြီးတော့သွားမယ်အခုဒါနောက်ထပ်သီရိလင်္ကာနိုင်ငံရဲ့အထင်ရှားဆုံးတစ်ခုဖြစ်တဲ့ဒီပလီပေါ့နော်ပလီကျောင်းပေါ့နော်ဒီပလီကျောင်းကဘာကြောင့်ထင်ရှားလဲဆိုရင်သူကအနီနဲ့အဖြူနဲ့အစင်းကြားပုံစံမျိုးဒီ wall တွေနေရန်တွေမှာဒီလှုပ်ထားတာပေါ့နော်အဲ့ဒီဟာပြောမှဆိုရင်ဒီလူသိများပြီးတော့ဒီမှာလာရောက်ကြည့်ရှုတဲ့သူတွေပေါ့နော်ဆွဲဆောင်မှုဖြစ်စေတယ်ပေါ့နော်ဒီလိုက street food တွေညမှာစားကျင်တယ်နောက်ပြီးတော့သူတို့ရဲ့ဒါလူနေမှုပုံစံပေါ့နော်ဒီနားမှာစိုင်တန်းလေးတွေရှိတယ်နောက်ပြီးတော့ကိုယ်ဝယ်စားကျင်တာစားလို့ရတယ်ဝယ်ကျင်တာလည်းဝယ်လို့ရတယ် fancy ပစ္စည်းလေးတွေလည်းရှိတယ်ပေါ့နော်အများကြီးပဲဒီနားတော်တော်လူစီတွေကားတွေလို့ပြောလို့ရတယ်ဆိုတော့တို့တွေကရှုပ်ရှုပ်ခန့်တာပဲဆိုတော့ကျွန်တော်တို့ဒါဘာနဲ့တူလဲဆိုရင်ဒါကျွန်တော်မြို့ရဲပဲပေါ့နော်မြို့ရဲဒီပန်းဆိုရန်နေရာနဲ့နည်းနည်းခက်ဆင်နေတော့ပြောလို့ရတယ်ဆိုတော့သွားလာလှူရှားတဲ့သူတွေနဲ့နောက်ပြီးတော့ဒီမှာဒါလမ်းဘေးအစားအစာတွေလည်းရှိတယ်ပေါ့နော်အများကြီးပဲတော်တော်ဆုံးတယ်ကျွန်တော်အခုဖနက်ဆိုင်လိုက်ရှာနေတာဖနက်ဝယ်ရအောင်ပါပဲဖနက်ကရှူးကလောလောဆယ်ဒီမနေ့ကကန်းကြီးသွားရင်လည်းရေဆိုသွားတာပေါ့နော်ရေဆိုသွားရင်လည်းမရှိတော့ဘူးတွတ်ပစ်လိုက်ရပြီအခုနောက်တဲ့အစ်စ်ဆိုင်ဟိုဖြစ်နေတာပေါ့နော်ရှားနေတာအခု Lotus Tower ကိုတော့သွားဖို့တော်ငားမယ်ပေါ့နော်Lotus Tower တော့ကြံနေသေးတယ် Tower ဘောတော့မတက်တော့ဘူးအောက်ကပဲကြည့်ပြီးတော့
ပြန်မယ်ပေါ့နော်မပြန်ရင်လည်းနောက်တနေရာဒါမှမဟုတ်ဒီညသာတနေရာမှာစားပြီးတော့ဟိုတယ်ပြန်ရင်လည်းပြန်မယ်ဒီမှာဖက်နှက်ဆိုင်တွေ့ဖက်နှက်ကြည့်လိုက်အောင်မယ်တော့ကိုလိုချင်တဲ့ဖက်နှက်လည်းမရှိဘူးအခုဘာသာဆက်ပြီးတော့တောင်းမယ်ပေါ့နော်ဒီမှာတော့ဘာသာဖက်နှက်ဆိုင်ဘာသာတော့ဖက်နှက်တော့ဆိုဘာသာလည်းဆက်မပြေဘူးတစ်ချက်ထပ်ကြရအောင်မယ်ဘာလို့ဆိုမနေ့ပြန်ကြရင် airport ကိုသွားရမှာဆိုတော့လေ shoe နဲ့မှအဆင်ပြေမှာကိုကညက်ဖက်နှက်ပဲရှိရတယ်ကိုရဲ့ shoe ကအနည်းကန်းကြီးသွားတယ်ရေဆိုကတော့ယူဖို့လည်းအဆင်မပြေဘူး6လည်းမ6ဘူးအ6တော့ထားခဲ့လိုက်တော့တယ်ဆိုတော့ဒီမှာအစ်စ်ဝယ်ဖို့တော့ရှာနေပေါ့နော်ဖာလူဒါဆိုင်နေတယ်တောင်းရကောင်းပါ Yes one for လူဒါဆိုင်နေတယ်မဆိုဖာလူဒါတွေရတယ် coffee အေးတွေရတယ် milkshake တွေရတယ် juice နဲ့ပတ်သက်တာအားလုံးရတယ်မိုက်တယ်ဖာလူဒါဆိုရင်ငယ်လေးရဲ့ကြိုက်တာဖာလူဒါထဲမှာရှိတဲ့ရေခဲမုံနဲ့ပူတင်းဆိုရင်လုံးဝ favorite ပဲဒီကောင်းတယ်တောက်လို့ဖက်နှက်ဆိုင်ဖက်နှက်မတွေ့ရင်အဆင်မပြေဘူးဒီနေရာကျတော့လေလုံးဝသီရိမင်္ဂလာသေးပဲကားလေချက်လေးခတ်နေတာတော်သေးတယ်မိုးမရွာနေသေးလို့ထီးလည်းမပါလာဘူးမိုးကတော့အုံဆိုင်ရတော့အများကြီးပဲလိမ္မော်သီးရရှိမယ်ဟော့တယ်ရောဒီချိန်မှာရှာနေတော့ကတော့ဖက်နှက်ဆိုင်ပဲရှူးဝယ်ရမယ်ကျွန်တော်ကစီရဟိုကြောင့်ကိုဆက်တယ်ဒီနေ့တော့မသိလားဟာဘန်ဒပရောစင်ကြီးကခဲလာတယ်မနတာရကျ Hi, what is this? water Huh? water Water. For drinking or what? For drink. ဒါရေရောင်းတာတောင်းကြည့်လားဆွေးလာတာရေရောင်းတဲ့ဒီနဲ့တုံးပြတ်တော့ကြီးနေတောက်ရည်လားတောက်3ရည်တောက်3ရည်တောက်ရည်တော့မဟုတ်ဘူး3ရည်ဖြစ်လိမ့်မယ်ဒါရောင်းနေရပါတော့ပုံးနဲ့ဆွဲပြီးတော့ပုံးနဲ့ထည့်ပြီးတော့လိုအပ်တဲ့သူကတော့ဝယ်ပေါ့ဟိုဒီမှာအဲ့လိုမျိုးရေတွေရှိတာပဲပြောမလို့ရေလိုက်ရောင်းတာအေးပေါ့သူတို့ဒီနားတစ်ဝိုက်နားမှာဆိုင်တွေဖြုတ်လမ်းဘေးဆိုင်လေးရေလွင်ဝယ်ပေါ့တဘောဘယ်လောက်လဲတော့မေးလိုက်ရအောင်ညမှာရေတွေများတယ်ဆိုတော့ Lotus Tower သွားတော့မယ်လောလောဆယ်ဒီမှာဖက်ကြည့်ပြီးသွားပြီပေါ့နော်ဆိုတော့သူတို့ရဲ့ဒါနေထိုင်မှုပုံစံသူတို့သွားလာလှူရှားနေတဲ့သီရိလင်္ကာလူမျိုးတွေသွားလှူရှားနေတဲ့ပုံစံပေါ့နော်ဆိုတော့တော်ငါတာတော်လာနေပြီLet's go အခုဟိုတော့ပါနော် Lotus Tower ဆိုတော့ Lotus Tower ပြီးသွားရင်တော့မှောင်နေဆိုတော့တစ်ချက်တော့ကြည့်လိုက်အောင်မယ်ဘယ်ထပ်ပြီးတော့သွားရမလဲဆိုတော့မနေ့ပြန်တော့မှာဆိုတော့လုံးဝဒီညဟိုအကြိုက်လဲတာပေါ့နော်ကြံနေသေးတဲ့နေရာတွေညဘက်ရောက်တော့လူကတပြေးပြေးနဲ့များလာပြီးစီးလာမီးအောင်လေးလည်းလင်းလာပြီပေါ့နော်မိုက်တယ်တော်သေးတယ်မိုးတော့မရွာနေသေးဘူးဘယ်ချိန်ရွာမလဲတော့မသိဘူးမိုးမြန်တော့တော်ကောင်းမယ်
Lotus Tower တော့ရောက်လာမြင်နေရပြီပေါ့နော်နည်းနည်းရောက်ခံဒီမှာကြည့်မြင်တဲ့အတိုင်းပဲမှာကားတွေပိတ်ပြီးတော့ဒီနားပြောမှဆိုရင်တော့အဝိုင်းပုံစံပေါ့နော်ပတ်နေကြကားတွေတော့ ambulance တွေရော ambulance တွေလည်းပိတ်နေတုတ်တွေရော taxi တော့ဒီနားအချမ်းပြသွားတယ်လမ်းလျှောက်ဝိုင်းကောင်းလမ်းလျှောက်ဝိုင်းတို့လူသေးရဲ့လမ်းလျှောက်တော့လည်းမရဆောဒီမှာကားပိတ်နေတဲ့ခြေနေ ဘာလာလဲ ။အော်မီးလောင်နေတာ။ဟုတ်လားဟုတ်ပါ ဘာလာတော့မမရင်ပြန်တယ်ပေါ်တက်တယ် ။မီးလောင်နေရလား။ဟုတ်မီးလောင်နေရဗျာ။တော့မီးတက်ကားတွေနဲ့အဲကြောင့်ကားကဒီနာပိတ်နေရ။ဒီမှာဘေးမှာမီးလောင်နေ။မီးတက်ကားတွေပြန်နေရ။ဒါကငကိုရီးယားမှာပိတ်ပါတယ်ဆိုတော့မီးလောင်ပြီးတော့ဒီမှာမီးတက်ကားနှစ်စီးကလည်းရောက်နေတော့အဲ့မှာပို့ပြီးတော့ပိတ်နေတာ။အခုတော့နည်းနည်းတော့ချောင်သွားပြီ။တော့ရောက်ခံနေပြီရှေ့မှာနည်းနည်းပဲလိုတော့တယ်။အခုနောက်မှာ Lotus Tower ရောက်လာပြီပေါ့နော်။ဒီအရှိကနေမဲ့တပ်ပုံရိုက်ပြီးတော့ကြည့်ပြီးတော့ပဲပြန်မယ်ပေါ့နော်။ဘာလို့ဆိုတော့အထဲဝင်ဖို့အချိန်လည်းရိုင်းမရှိနေတော့ဘူး။မိုးကလည်းရွာလာပြီ။ဟုတ်နောက်ပြီးတော့ကျွန်တော်ဖက်နဲ့လည်းရှာရအောင်။ဖက်ကမနေ့ပြန်တော့မှရှူးမရှိပဲနဲ့လေငွင်းသွားတာအဆင်မပြေဘူး။ဆိုတော့ Lotus Tower ကြီးပေါ့နော်။အထဲဝင်မယ်ဆိုရင်သူကကြည့်လိုက်တာ price ကတယောက်ကို$20ပေးရမယ်တဲ့အပြင်အပဲကြည့်ပြီးတော့ပြန်ဖြစ်ဖို့များတယ်ဆိုတော့ဓာတ်ပုံတော့ဒီနားလေးရိုက်လိုက်အောင်မယ်အခုဒါကိုလံဘိုရဲ့စိတ်ကန်းတစ်ခုပေါ့နော်စိတ်ကန်းနောက်ပြီးတော့ကန်းကြီးလေးပုံစံမျိုးလေးဒီနားလေးမှာဒါညနေဆောင်လူတွေလာရောက်နားနေမိသားစုနဲ့ပေါ့နော်နေကြတယ်နောက်ပြီးတော့ဒီမှာ street food တွေလည်းရတယ်ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်မယ်ဗာ street food တွေရတယ်တော့မသိဘူးဒီမှာလို့တို့သမီးစားလေးတွေနောက်ပြီးတော့အိမ်နဲ့အေးဆေးဆေးပေါ့နော်ဖျားလေးခင်းပြီးတော့လာပြီးတော့အနားယူနေကြတယ်တို့ local တွေပေါ့နော်တော့မြင်ရတဲ့အတိုင်းပဲနောက်မှာအဲလုံးဝကန်းဆက်ပေါ့နော်ကန်းဆက်စိတ်ကန်းပေါ့စိတ်ကန်းဒီတစ်လျှောက်မှာဒါဈေးတယ်လေးတွေအများကြီးရှိတယ်ရှေ့ကိုချက်သွားကြည့်လိုက်အောင်ရှေ့မှာရေခဲမုတ်တယ်တွေရောဒီမှာပို့ပြီးတော့ local food စုံမှထင်တယ်ကြည့်လိုက်အောင်မယ်ဒီမှာပါဒီမှာလည်းခဏန်းကြော်ပဲဒီမှာသူတို့ပင်လယ်စာငါးတွေရောပင်လယ်စာတွေခဏန်းတွေကြော်ထားတယ်ဘယ်လောက်လဲတော့မသိဘူးရှေ့မှာတောက်လျှောက်ပဲဒီလိုအသေးတွေကြီးပဲအများကြီးပဲဆိုင်တွေကဒီလိုဆိုင်တွေပါပဲအများကြီးပဲတောက်လျှောက်ပေါ့နော်ရှေ့ကဘာဆိုင်တွေရှေ့အောင်လည်းကြည့်လိုက်အောင်ပဲဒီနားမှာအလုပ်ပြန်ပေါ့နော်အလုပ်ပြန်တဲ့အချိန်ကြီးဒီမှာလာပြီးတော့နားနေနဲ့မိသားစုတွေတငယ်ချင်းတွေစုပြီးတော့ဒါလာအနားယူကြတာပေါ့နော်သူတွေလည်းဒီမှာဒီຢာတွေပါတောက်ပြီးတော့အေးဆေးလေးကမ်းနားမှာရှိတဲ့ကနန်းလေးဝယ်ပြီးတော့ဒီမှာအေးဆေးအနားယူပြီးစားရုံပဲဒါပါပဲဒီမှာဘုံကြော်တွေကနန်းကြော်တွေဒီနာဒါကိုအဓိကထားပြီးအားပြုပြီးတော့ရောင်းတာပေါ့နော်ခနန်းကြော်တွေနောက်ပြီးမုတ်စီကြော်တွေငါးကြော်တွေပစွန်ကြော်တွေနေမိုင်းလားခနန်းလေးကပူပူလေးပဲအခုမှနှွေးလိုက်တာပါခနန်းမဆန်တာနဲ့တူတယ်ကောင်းတော့လို့ပါ